မင်္ဂလာပါခင်ဗျာဘောလုံးလောကရဲ့စိတ်ဝင်စားစရာအကောင်းဆုံးဇက်လန်တွေနဲ့သတင်းတွေကိုတင်ဆက်ပေးနေတဲ့ Newsbox မြန်မာကနေကြိုဆိုပါရစေ Ballon d'Or ဆိုတာဘောလုံးလောကရဲ့ဂုဏ်သိက္ခာအရှိဆုံးတဦးချင်းစုတစ်ခုပါဒါပေမဲ့နိုင်ငံရေးတွေလူကြိုက်များမှုတွေနဲ့ Champion League အပေါ်အလေးသာလုံးတဲ့အမြင်တွေကိုဖယ်ထုတ်လိုက်ရင်ဘာဖြစ်မလဲအကယ်၍ရွှေဘောလုံးစုဟာဘောလုံးအားကစားရဲ့အခြေခံအကျဆုံးဖြစ်တဲ့ဂိုးသွင်းယူခြင်းတစ်ခုတည်းအပေါ်မှာပဲမူတည်ခဲ့မယ်ဆိုရင်ရောဒီနေ့မှာတော့ Ballon d'Or ဆုရှင်တွေရဲ့စည်ရင်းဟာလုံးဝကိုကွဲပြားခြားနားသွားမယ် Parallel Universe တစ်ခုစီကိုခေါ်ဆောင်သွားခြင်းပါတယ်2008ခုနှစ်မှာ Cristiano Ronaldo ဟာ Manchester United နဲ့အတူအောင်မြင်တဲ့ရာသီတစ်ခုကိုဖြတ်တန်းပြီးပထမဆုံးအကြိမ်ရွှေဘောလုံးဆုကိုဆုခူခဲ့ပါတယ်သူဟာလွှဲချောမှုအားကောင်းတဲ့တောင်မှန်ကစားသမားဘဝကနေပြည်စုံတဲ့တိုက်စစ်မှုတစ်ယောက်အဖြစ်ပြောင်းလဲလာခဲ့ပြီး United ကို Premier League နဲ့ Champion League ဖလားနှလုံးရအောင်ကူညီပေးနိုင်ခဲ့သလို42ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။မော်စကိုညမှာသွင်းခဲ့တဲ့ခေါင်းတိုက်ကိုဟာ Chelsea ကိုအနိုင်ရစေခဲ့ပြီးအသက်23နှစ်အရွယ်မှာပဲသူဟာကမ္ဘာအကောင်းဆုံးဖြစ်နေပါပြီ။ဒါပေမဲ့အဲ့ဒီနှစ်မှာဂိုးအများဆုံးသွင်းခဲ့တဲ့သူဟာ Manchester, Madrid ဒါမှမဟုတ် Barcelona မှာမရှိခဲ့ပါဘူး။ Red Bull Salzburg ရဲ့ Marc Janko ဟာ2008ခုနှစ်အတွင်းထဲမှာ36ဂိုးသွင်းယူခဲ့ပါတယ်။အဲ့ဒီ Austria တိုက်စစ်မှုဟာ2008ရာသီရဲ့ပထမနှစ်ကွဲတဲ့နယ်9ဂိုးသွင်းခဲ့ပြီးနိုဝင်ဘာလရောက်တော့ Salzburg ရဲ့တရားဒီအတွင်းဂိုးအများဆုံးစံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။2009ခုနှစ်မှာတော့ Messi က Barcelona ရဲ့သမိုင်းဝင်ဖလား3လုံးအောင်မြင်မှုနဲ့အတူပထမဆုံးရွှေဘောလုံးဆုကိုရခဲ့ပါတယ်။သူဟာ Guardiola ရဲ့လက်အာမောင်အောက်မှာ38ဂိုးသွင်းခဲ့ပြီး Ronaldo ထက်အမှတ်ပေါင်း2040အသားနဲ့စံချိန်တင်အနိုင်ရခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့Ajax ရဲ့အသက်22နှစ်အရွယ်တိုက်စစ်မှု Luis Suarez ကအဲ့ဒီနှစ်မှာ42ဂိုးအထိသွင်းယူခဲ့ပါတယ်။သူဟာပြိုင်ပွဲအရာအပမှာ49ဂိုး League ကို35ဂိုးနဲ့အတူ Netherlands ရဲ့အကောင်းဆုံးကစားသမားထိခဲ့တာပါ။ဒါဟာ Liverpool နဲ့ Barcelona ခန်းစစ်တွေကိုခြောက်လန့်တော်မဲ့ Suarez ရဲ့လက္ခဏာတွေကိုကဘာကြီးကိုစတင်ကျင်ညာလိုက်တဲ့ယာတီပါပဲ။2010မှာ Messi ကမေခွန်းထုတ်ချက်တွေကြားမှာပဲရွှေဘောလုံးဆုကိုဆက်ထိန်ခဲ့ပါပဲ။ Iniesta, Xavi ဒါမှမဟုတ်ဖလား3လုံးရခဲ့တဲ့ Snyder တို့ရတင်တယ်လို့အငင်းပွားစရာရှိပေမဲ့ Messi ကတော့60ဂိုးသွင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့စရင်ဆိုရင်လည်း Messi ကပဲအထိုက်အတန်ကိုအနိုင်ရမှာပါ2017မှာလည်း Messi ကပဲ55ပွဲမှာ53ဂိုးနဲ့ဆုကိုဆက်ယူခဲ့ပါတယ်ဒါကိုဘယ်သူမှမငင်းခဲ့ပါဘူးSir Alex Ferguson ကတော့ Messi ဟာဘယ်ခေတ်မှာပဲကစားနိုင်တဲ့အချိန်ကိုကြိုလွန်တဲ့ကစားသမားလို့ချီးမြှောက်နေပါတယ်ဒါပေမဲ့2017မှာMessi ရဲ့တည်င်းတွေကလွှမ်းမိုးနေချိန်မှာ Ronaldo က Madrid မှာ60ဂိုးအထိသွင်းယူခဲ့ပြီးသူ့ရဲ့တည်ရှိမှုကိုတက်တည်ပြတယ်ပါတယ်။ဒါဟာနောက်ဆယ်စုတစ်ခုလုံးကိုလွှမ်းမိုးသွားမဲ့ဂိုးသွင်းစံချိန်တိုက်ပွဲတွေရဲ့အစပါတယ်။2012ခုနှစ်မှာ Messi က League နဲ့ Champion League မရခဲ့ပေမဲ့စစ်တုထအချိန်မြောက်ရွှေဘောလုံးဆုကိုဆွတ်ခူးခဲ့ပါတယ်။ဘယ်သူမှမကန့်တတ်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ Messi ဟာဘောလုံးသမိုင်းရဲ့စံချိန်တွေကိုရိုက်ချိုးဖြစ်ပစ်တဲ့လို့မှာတညစ်ထဲမှာတင်62ဂိုးဆိုတဲ့မယုံကြည်နိုင်စရာအရေးအတွက်ကိုသွင်းယူခဲ့တာပါ။ဂတ်မူလာရဲ့40ကြာစံချိန်ကိုချိုးဖျက်ခဲ့တယ်လို့ဒါဟာဘယ်တော့မှပြန်မချိုးဖျက်နိုင်တော့မဲ့စံချိန်လက်ထစ်သွားနိုင်ပါတယ်။ဒါကြောင့်ဂိုးအရေးအတွက်စီးရင်မှာမက်ဆီကပဲအပြတ်တန်ဆုရှင်ဖြစ်နေအောင်ပါ။2013ခုနှစ်ကတော့တမိုင်းမှာအငင်းပွားစရာအကောင်းဆုံးပါ။မက်ဆီက60ကို Ronaldo က55ဂိုးပဲမဲ့ဖလားမှမရခဲ့ပါဘူး။ Ribery ကတော့ဖလား3လုံးနဲ့ရေပန်းစားဖြစ်နေပါတယ်။ဒါပေမဲ့FIFA ကမဲပေးခွင့်ကိုနှစ်ပတ်ထပ်တိုးပေးလိုက်တာနဲ့ Ronaldo ကအနိုင်ရသွားပါတယ်။ Platini ကတော့ဒါဟာ Ronaldo ကိုပျော်ရွှင်အောင်လုပ်ပေးတာလို့နောက်ပြောက်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့စင်ရင်ဆိုရင်တော့ Ronaldo ဟာအဲ့ဒီနှစ်မှာ69ဂိုးအထိသွင်းယူထားတာဖြစ်တဲ့အတွက်ထိုက်တန်အနိုင်ရမှာပါ။2014ခုနှစ်မှာတော့ Ronaldo ရဲ့တတိယဆုံးရွှေဘောလုံးဆုဟာအငင်းပွားစရာမရှိပါဘူး။ Champion League မှာ17ပွဲကစား18ဂိုးသွင်းခဲ့ပြီးတစ်နှစ်အတွင်းမှာ62ဂိုးသွင်းခဲ့ပါတယ်။2015မှာတော့ Messi ကဖလား3လုံးနဲ့9ချိန်မြောက်ဆုကိုရခဲ့ပေမဲ့အကယ်၍ဂိုးအရေးအတွက်ကိုပဲကြည့်မယ်ဆိုရင်တော့ Ronaldo ရဲ့58ဂိုးက Messi ကိုကျော်လွန်ပြီးဆုရသွားမှာပါ2016မှာလည်းအလားဆုံးပါပဲ။ Ronaldo က Portugal နဲ့အတူ Euro ဒဲဖလားရလို့ဆုရခဲ့ပေမဲ့တကယ်တမ်းဂိုးပိုသွင်းခဲ့သူဟာ Messi ပါ။ Messi က58ဂိုး Ronaldo က55ဂိုးသွင်းခဲ့တာပါ2019ခုနှစ်မှာတော့ Ronaldo က Champion League မှာဂိုးဒီတစိုက်သွင်းပြီးဆုရခဲ့ပေမဲ့ Harry Kane ကကလပ်နဲ့နိုင်ငံအတွက်56ဂိုးသွင်းပြီးဂိုးအများဆုံးဖြစ်ခဲ့ပါတယ်။2018မှာ
လူကာမော်ဒရစ်ကမက်ဆီရိုနယ်ဒိုခစ်ကိုအဆုံးသတ်ခဲ့ပါတယ်ဒါပေမဲ့ဂိုးတစ်ခုတည်းကိုပဲကြည့်မယ်ဆိုရင်တော့ El Sadd အသင်းရဲ့အယ်ဂျီးရီးယားတိုက်စစ်မှုဘဂ်ဒက်ဘူနေဂျာဟာ58ဂိုးနဲ့ဆုရှင်ဖဲလာမှာဖြစ်ပါတယ်သူဟာကာတာလိရဲ့တပွဲထဲမှာတင်9ဂိုးသွင်းတဲ့စံချိန်မျိုးကိုတင်ထားတာပါ2019မှာမက်ဆီ6ချိန်မြောက်ဆုရချိန်မှာအယ်နာဆာအသင်းရဲ့အာရပ်တိုက်စစ်မှုအဗ်ဒယ်ရဇက်ဟမ်ဒါလာက59ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်2020မှာတော့ကိုဗစ်ကြောင့်ဆိုးကိုဖျက်ပြီးခဲ့ပေမဲ့လီဝမ်ဒေါစကီက48ဂိုးနဲ့သွင်းထားတာဖြစ်ပါတယ်2020မှာလည်းမက်ဆီကကိုပါအမေရိကကြောင့်ဆုရခဲ့ပေမဲ့လီဝမ်ဒေါစကီကတော့69ဂိုးအထိသွင်းပြီးစံချိန်တွေချိုးဖျက်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့စီရင်မှာလီဝမ်ဒေါစကီဟာနှစ်ဆက်တိုင်ရွှေဘောလုံးဆုရှင်ဖြစ်မှာပါ2022ခုနှစ်မှာဘန်ဇီမာရဲ့အဆိုကထိုက်တန်ပြီးမဲ့လီဝမ်ဒေါစကီကတော့50ဂိုးနဲ့ဂိုးအရေးအတွက်မှာဦးဆောင်နေစေပါ2023ခုနှစ်မှာမက်ဆီကကမ္ဘာဖလားကြောင့်10ကြိမ်မြောက်ဆုရခဲ့ပေမဲ့ဟာလန်ကတော့ဖလားထုံးလုံးနဲ့အတူ56ဂိုးသွင်းခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့စီရင်မှာဟာလန်ကဆုရှင်ပါ2024ခုနှစ်မှာရော်ဒီကရခဲ့ပေမဲ့ဟယ်ရီကိန်းနဲ့ဘာဘေတို့ဟာ52ဂိုးရှိနဲ့ဆုကိုမကြောက်ဝေပိုက်ဆိုင်ကြမှာပါနောက်ဆုံးအနေနဲ့2025ခုနှစ်မှာအိုစမန်ဒမ်ဘီလီက PSG နဲ့အတူဖလား3လုံးရပြီးရွှေဘောလုံးဆုကိုရခဲ့ပေမဲ့ဗစ်တာဂီယိုခရက်စ်ကတော့ Sporting အတွက်တရားတီထဲမှာတင်63ဂိုးဆိုတဲ့အန်အော့စရာစံချိန်နဲ့ကျွန်တော်တို့ရဲ့ချန်ပီယံဖြစ်လာမှာပါသူဟာအာဆနယ်ကိုမပြောင်းခင်မှာဟာလန်ရဲ့အဆင့်တန်းကြီးဂိုးတွေတွင်းပြခဲ့တာပါတကယ်တမ်းမှာတော့ဘန်လွန်ဒီယောဆိုတာဂိုးသွင်းယူခြင်းတွေပို့ပါတယ်အသင်းရဲ့အောင်မြင်မှုတအိုးချင်းစွမ်းဆောင်ရည်မောင်စာနိုင်တဲ့အခိုက်အလိုင်းတွေနဲ့နိုင်ငံရေးတွေပါဝင်နေပါတယ်ဒါပေမဲ့ဒီခရီးစဉ်ကနေကျွန်တော်တို့သိလိုက်ရတာကဂိုးသွင်းတဲ့သူတွေဟာအမဲတမ်းအကုန်ပြုခံရလို့မရှိဘူးဆိုတာပါဒီမှာပဲလို့ထင်ပါလေဂိုးသွင်းယူအရေးအတွက်ဟာဘန်လွန်ဒီအော်ဆုရှင်ကိုရွေးချယ်တာမှာအဓိကအကျအဆုံးအချက်ဖြစ်တဲ့လားမှတ်ချက်မှာပြောခဲ့ပါအောင်ဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ဗီဒီယိုသစ်တွေမှာပြန်တွေ့ကြမယ် bye bye